နေရောင်ခြည်စွမ်းအင်သုံးစနစ်မှာဘက်ထရီနဲ့ဆိုလာပြားဘယ်လိုတွဲမလဲဆိုလာတက်တော့မယ်ဆိုရင်ပြားများများတက်ရင်အားမြန်ဝင်မယ်ဆိုတဲ့အယူဆတစ်ခုတည်းနဲ့မလုံလောက်ပါဘူးနီးပညာပိုင်းရစနစ်တကျမတွက်ချက်ဖဲတက်ဆင်မိရင်အချိန်တိုတွင်းမှာတင်အင်ဗာတာလောင်တာဒါမှမဟုတ်ဘက်ထရီအမြန်ပြတ်တာမျိုးတွေကြုံရနိုင်ပါတယ်အမှားနေသွားအောင်ဒီအချက်လေးတွေကိုအရင်ဖတ်ကြည့်လိုက်အောင်1ဘက်ထရီအမျိုးအစားကအဓိကပါဘက်ထရီမှာ lead acid SAO gel battery နဲ့ lithium ဆိုပြီးအမျိုးမျိုးရှိပါတယ်အမျိုးအစားပေါ်မူတည်ပြီးအားသွင်းစနစ် charging profile မတူပါဘူးဒါကြောင့်ဆိုလာပြားမရွေးခင်ကိုဘက်ထရီကဘယ်နှအမ်ပီယာလဲအမျိုးအစားကဘာလဲဆိုတာကိုအရင်သိဖို့လိုပါတယ်နှစ် efficiency loss စွမ်းအင်လေလွတ်မှုကိုမမေ့ပါနဲ့စာအုပ်ကြီးတိုင်းဆိုရင်100အမ်ပီယာအိုးတစ်လုံးအတွက်180ဝတ်ဆိုလာပြားတစ်ချက်ဆိုရင်လောက်တယ်လို့ထင်ရပြီမယ်လက်တွေ့မှာတော့မလုံလောက်ပါဘူးနေရောင်ခြည်အားနည်းမှုကျိုးအရှိကြောင့်ဖြစ်တဲ့ခွန်ကန်မှု resistant နဲ့အပူချိန်တွေကြောင့်အားသွင်းနှုတ်မှာအလီအလွေတွေရှိပါတယ်ဒါကြောင့် SCO 100အိုးတစ်လုံးကိုအားပြည့်သွင်းနိုင်ဖို့လက်တွေ့မှာတော့220ဝတ်ဝန်းကျင်လောက်ထိသုံးပြီးမှသာစိတ်ချရမှာဖြစ်ပါတယ်3 inverter နဲ့ဆိုလာပြားရဲ့ကန့်သက်ချက်ကိုသုံးနေတဲ့ inverter ကဆိုလာဘယ်နှချက်ထိလက်ခံနိုင်လဲဆိုတာကိုသိကြစစ်စီပါသတိပြုရန် inverter ကလက်ခံနိုင်တဲ့ watt ပမာဏထက်ကျော်ပြီးဆိုလာပြားတွေထပ်ဆင်းတက်လိုက်မယ်ဆိုရင် inverter ရဲ့အားသွင်းစနစ် controller ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။စနစ်တကျတက်ဆင်ဖို့အစင်တွက်ချက်နေအမှားနေပြီးအကြာကြီးအသုံးခံဖို့အတွက်ဒီ logic အတိုင်းဝေယူတက်ဆင်ပါ1တူတဲ့လောက်ကိုတနေ့ကိုလျှက်စစ်ပစ္စည်းဘယ်နှခုဘယ်နှနာရီသုံးပါလဲဆိုလဲ watt စုစုပေါင်းကိုအရင်တွက်ပါ2 battery sizing သုံးမဲ့ watt အပေါ်မူတည်ပြီးကိုဖြစ်မဲ့ battery AH ကိုရွေးချယ်ပါ3 inverter choice battery ပိုအား12 volt 24 volt နဲ့ကော့ပြီး solar အဝင်ဖို့ကိုလက်ခံနိုင်တဲ့ inverter ကိုရွေးပါ4 solar selection battery ကိုအချိန်မီအားပြန်သွင်းပြနိုင်တဲ့ solar watt ကိုနောက်ဆုံးမှရွေးချယ်ဝယ်ယူပါလိုက်စားပါနောက်ဆုံးအနေနဲ့မမိသင့်တဲ့အချက်ဆိုလာတက်ဆင်းတဲ့နေရာမှာအသုံးပြုတဲ့ဝမ်ယာကြိုးအရာမင်းအလျားဟာလည်းအရေးကြီးပါတယ်။ကြိုးအရန်သေးတာဒါမှမဟုတ်အကွာဝေးအရန်ဝေးတာမျိုးဟာဘူးအားကျဆင်းမှုပြန်ပေါင်းဖြစ်ပြီးဘက်ထရီကိုအားအပြည့်မဝင်စေနဲ့တော့ပါဘူး။ဒါကြောင့်ဆိုလာတက်ဆင်းတဲ့ဘက်ထရီမဝယ်ရင်ကျွမ်းကျင်သူတွေနဲ့တေချာတိုင်ပင်ပြီးမှဝယ်ယူကြဖို့အထူးအကြံပေးပါတယ်ခင်ဗျာ။